ရွှေထက်တောင်ပိုပြီးတန်မိုးရှိတဲ့မှုလူကြီးမင်းတို့မှုဆိုတာကိုပြင်းမြင်လိုက်တာနဲ့ခေါင်းထဲမှာဘာကိုအရင်ဆုံးစဉ်းစားမိပါလိစူပါမားကတ်ကဂတ်ထူဘူးတွေကမှုလေးတွေလားဒါမှမဟုတ်ပီဇာပေါ်မှာတင်ထားတဲ့မှုတွေကိုပဲလားဒါပေမဲ့တရုတ်နိုင်ငံမှာတော့မှုတစ်မျိုးရှိပါလိအဲ့ဒီမှုကိုဟင်းချက်ဖို့အတွက်ရွှေတမတ်သားလိုတန်မိုးထားပြီးတော့စိုက်ပျိုးနေကြပါလိဒီမှုရဲ့နာမည်ကတော့လင်စည်းမှုလို့ခေါ်ပါလိဒီမိုရီရဲ့ခရီးလမ်းကလူကြီးမင်းတို့ထင်ထားသလိုလွယ်လွယ်ကူကူတော့မဟုတ်ပါဘူး။ဒါဟာစိုက်ပျိုးသက်သက်မဟုတ်တော့ဘဲနဲ့အမှုပညာနဲ့သိပ္ပံပညာပေါင်းစပ်ထားတဲ့လာပေါင်းများစွာစောင့်ဆိုင်ရတဲ့ဒီခံမှုတရားတစ်ခုလိုပါပဲ။ဒီအံ့ဩဖို့ကောင်းတဲ့မှုတွေကိုသူတို့ဘလို့မွေးမြူကြလဲဆိုတာကြည့်လိုက်ကြရအောင်ပါ။ပထမဆုံးခြေလှမ်းကတော့တစ်တုံးတွေကိုပိုင်းဖြတ်ပြီးပလတ်စတစ်အိတ်တွေထဲတေးသေးချာချာထည့်သွင်းတာပါ။ဒါဟာလင်းစည်းမှုလေးတွေနေထိုင်မဲ့အိမ်ကိုစောက်လိုက်တာပါ။ဒါပေမဲ့အရေးကြီးဆုံးအဆင့်ကပိုးသက်ခြင်းမှာအဲ့ဒီတစ်တုံးအိတ်တွေကိုရေနွေးငွေ့နဲ့ပေါင်းတင်နိုင်ပါလိမ့်ဘာလို့လဲဆိုတော့မလိုလားအပ်တဲ့ဘက်တီးရီးယားတွေမှုရိုင်းနေပါလာနိုင်လို့ပါဒါဟာဘယင်လင်းစည်းမို့ကြီးမလာခင်မှာနန်းတော်တစ်တုံးကိုတန်ရှင်းလုပ်နေရသလိုပါပဲဒီအစ်စ်မှာနည်းနည်းလေးမှားယွင်းသွားလိုက်တာနဲ့စိုက်ခင်းတစ်ခုလုံးပြက်စီးသွားနိုင်ပါလေပိုးတက်လို့တန်းစင်ပြီးသွားပြီဆိုမှလင်းစည်းမို့မျိုးစိတွေကိုတစ်တုံးတွေကိုထည့်သွင်းလိုက်ပါလိအခုကစပြီးတော့ဆောင်းဆိုင်ချင်းအမှုပညာစတင်ပါပြီဒလားလောက်ကြာတဲ့အခါမှာတစ်တုံးရဲ့မျက်နှာပြင်ပေါ်မှာအဖြူရောင်မှုမြင်လေးတွေပင့်ကိုအိမ်လိုရေးပါလာပါလိဒါဟာလင်းစည်းမှုရဲ့အသက်သွေးကြောကွန်ရက်တွေစတင်အလုံးလုံးနေပြီဆိုတဲ့သက်သေပါပဲတစ်တုံးတစ်ခုလုံးအဖြူရောင်ဂရီပါစားလိုလှပနေပါပြီဒီအဆင့်ကိုရောက်တာနဲ့သူတို့ကပလတ်စတစ်အဖုံးကိုဖယ်ရှားပစ်ပြီးအဲ့ဒီအဖြူရောင်တစ်တုံးကြီးတွေကိုမြေကြီးထဲမှာပြန်မြုပ်နှံလိုက်ကြပါလိအံ့ဩသွားပြီမဟုတ်လားအတန်းစင်ဆုံးဖြစ်အောင်လှုပ်ထားပြီးမှအခုမှမြေကြီးထဲပြန်ထည့်လိုက်တာပါဒါဟာတဘာဝတရားနဲ့ပြန်လဲချိတ်ဆက်ပြီးမြေကြီးရဲ့အဆိုရက်အာဟာရဓာတ်တွေနဲ့ပြန်ထိတွေ့စေတာပါမြေကြီးထဲကိုမြုပ်ပြီး10ရက်လောက်စောင့်တဲ့အခါမှာမြေကြီးကြားတွေကနေမှုအဖူးလေးတွေခေါင်းပြူထွက်လာပါလိဒါပေမဲ့ဒီနေရာမှာရက်ဆက်ရတဲ့အခန်းကဏ္ဍတစ်ခုရှိပါသေးတယ်တောင်သူတွေကထွက်လာသမျှအဖူးတိုင်းကိုမထားဘဲနဲ့ပူရှန်နေတဲ့အဖူးငယ်လေးတွေကိုဖယ်ရှားပစ်ကြရပါလိဘာလို့လဲဆိုတော့အာဟာရဓာတ်တွေလူမနေစေပဲရွေးချယ်ထားတဲ့မှုပွင့်ကြီးအနေငယ်ကသာအာဟာရဓာတ်အပြည့်အဝရပြီးအကောင်းဆုံးအရွယ်အစားကိုရောက်ရှိလာဖို့ပါတောင်သူတွေကတစ်တုံးတွေကိုနေ့စဉ်ရေလောင်းနေရောင်ကြီးစုထိုင်းစားတွေကိုမျက်ခြေမပြတ်စောင့်ကြည့်ကြရပါလိအချိန်တော်ကြာဆောင်ဆိုင်ပြတဲ့နောက်မှာလင်းစည်းမိုးပွင့်ကြီးတွေဟာတန်ဖိုးအကြီးဆုံးမျိုးစိမုံစပိုးတွေကိုစတင်ထုတ်လုပ်ပါလိအဲ့ဒီမျိုးစိမုံတွေကမထုတ်လုပ်ခင်တခဏမှာစိုက်ပျိုးသူတွေကတစ်တုံးတစ်ခုချင်းစီကိုအဖုံးပြန်အုပ်ပေးပါလိဘာလို့လဲဆိုတော့လေပြေတစ်ချဝိသွားတာနဲ့အဲ့ဒီတန်ဖိုးအရှိဆုံးရွှေမုံလေးတွေပါလွင့်ပါပြောက်ကွယ်သွားမှာမဟုတ်လို့ပါဒါစမှအလဟတ်သက်အဖြစ်မခံနိုင်ပါဘူးလာနေငယ်ကြတဲ့အခါမှာလင်းစည်းမိုးတွေဟာအဖိုးတန်ရွှေဝါရောင်မျိုးစိတွေအဖြစ်အပြည့်အဝထုတ်လုပ်လာပါလိဒါဟာမှုတစ်ခုလုံးရဲ့တန်ဖိုးအရှိဆုံးအစိပ်ပိုင်းမှာမျက်စိနဲ့မမြင်ရတဲ့ဒီအမုံလေးတွေဟာရွှေထက်တောင်ရှားပါပါလိနောက်ဆုံးရိတ်သိမ်းချိန်မှာတော့ဒီမိုရိုးတွေကိုဖြတ်တောက်ပစ်ပြီးအဲ့ဒီရွှေဝါရောင်မှုမျိုးစိစပိုးတွေကိုနည်းနည်းလေးမှမကြံရအောင်စုဆောင်းလိုက်ပါလိပြီးတော့အဲ့ဒီမိုတွေကိုစက်ပစ္စည်းတွေနဲ့အချောင်းမခံပဲဖန်လုံအိမ်ထဲမှာတဘာဝအတိုင်း၆တွေ့အောင်ချိန်ပေးပြီးတော့စောင်းရပြန်ပါလိဒီလိုတဘာဝကြကြနီလန်းနဲ့စိုက်ပျိုးထားတဲ့လင်းစည်းမိုတွေကိုသုံးဆွဲခွင့်ရလိုက်ရင်ကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရရှိမှလည်းသိကြပါလိဒါပေမဲ့တခုတော့ရှိပါလိဒီမိုကအိုမင်းနာကိုနှေးကွေးစေပေမဲ့လီဂျီမင်းရဲ့ Ace ကပို့မဲ့ message ကိုစောင့်နေတဲ့အချိန်တွေကိုတော့နှေးကွေးသွားအောင်လုပ်ပေးနိုင်မှာမဟုတ်ပါဘူး